မင်္ဂလာပါကျွန်တော်ရဲ့ဒီ TikTok Social Public အကောင့်မှာရှိတဲ့တငယ်ချင်းများနဲ့အတူမွေးသားမိမိများအားလုံးမင်္ဂလာပါကျွန်တော်ပြောနေတဲ့လာကုန်ရင်ဆိုတော့ကျွန်တော်6ရက်နေ့ဒီနေ့ကကပ္ပဝမ်းနေဆုံးညနေရဲ့နောက်ဆုံးနေ့ဖြစ်တယ်လို့ကျွန်တော်အားလုံးအတွက်ကျွန်တော်တင်မဲ့ပို့လေးတစ်ခုကျွန်တော်နောက်ဆက်တွဲလေးပေါ့နော်တိတ်တရားပေးမယ်ဆိုတဲ့ကျွန်တော်ရောက်ခမှာကိုကျွန်တော်ပြောထားတဲ့ပို့လေးနဲ့အတူပေါ့နော်အခုနောက်ဆက်တွဲပို့ထပ်တင်ခြင်းဖြစ်ပါတယ်ဒီပို့လေးကိုတကယ်ချင်းနေအားလုံးပေါ့နော်များများလေးရှင်းပေးစီခြင်းတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီအမှန်ကန် Social Public ကနေပဲပြောတာပေါ့နော်အခုတကယ်ချင်းနေအားလုံးမြည်သူမဆိုပေါ့နော်ကျွန်တော်အခုဒီ Social Public TikTok အကောင့်မှာတင်ထားတဲ့ဒီအတန်ဖိုင်နဲ့အတူကျွန်တော်ဒီအမှန်တကယ်ကျွန်တော်ပြောတဲ့စကားတစ်ခွန်းကိုကျွန်တော်တာဝန်ယူရဲတယ်တကယ်လဲလှုပ်ပေးမှာပါအဲ့ဒါဘာလဲဆိုတော့ကျွန်တော်ရဲ့မိမလေးတဲငယ်လေးပေါ့နော်တဲငယ်လေးနေတဲ့နေရာနဲ့နေရာကိုအတိအကျသိတဲ့သူရှိခဲ့ရင်ကျွန်တော်ကိုဓာတ်ပုံဖိုင်သို့မဟုတ်ဗီဒီယိုဖိုင်နဲ့တူကျွန်တော်ပို့ပေးပါနေရာလိပ်စာအတိအကျအဲ့ဒီပို့ပေးတဲ့လူကိုကျွန်တော်ကကျေးဇူးတရားသိတတ်တဲ့အနေနဲ့ကျွန်တော်ဒီကျေးဇူးသိတတ်တဲ့သူဖြစ်တဲ့အတွက်ဗမာငွေ10သိန်းကျွန်တော်ပေးမှာပါအဲ့ဒီအတွက်ကျွန်တော်အခုဒီလကုန်တော့ကျွန်တော်6ရက်နေ့เนาะမနေ့ကလာတာဆိုလဲ6ရက်နေ့ဆိုတော့အခုပမာငွေ10သိန်းဆိုတာကအခုဒီလိုထိုင်းပတ်စံနဲ့ဆိုရင်ထိုင်းပတ်စံဒီဘန်ကောက်ပတ်စံနဲ့ဆိုရင်သူက8000ဆိုရင်10သိန်းဒါကြွားဝါခြင်းမဟုတ်ဘူးเนาะတကယ်ချင်းနေအကုန်လုံးကျွန်တော်ဒါတကယ်ကျွန်တော်ပေးမှမို့လို့ဒါလေးနဲ့ကျွန်တော်ကထပ်ပြီးတော့ဒီပို့တင်ချင်းဖြစ်တယ်ဒီဟာထိုင်းဘန်ကောက်ပတ်စံ10သိန်းဖြစ်10သိန်းပေါ့နော်ဘန်ကောက်ပတ်စံ1000နိုင်ကြီးပဲဒါပေမဲ့ဗမာငွေ10သိန်းပေးမယ်ကျွန်တော်မိမတဲငယ်လေးရှိတယ်နေရက်လိပ်စာမြို့အတိအကျကိုဗီဒီယိုဖိုင်နဲ့အတူကျွန်တော်ရဲ့ Viber မှာအတိအကျပြောပေးမဲ့သူရှိရင်ဒါကျွန်တော်မြစ်တာကြီးပေါ့နော်ကျွန်တော်ကိုကူညီပေးတဲ့မြည်သူတဦးတယောက်မဆိုမြည်သူကိုမဆိုကျွန်တော်ပေးမယ်ဆိုတဲ့အကြောင်းကျွန်တော်အတိလင်းကြေညာတာဒီပို့ကနော်တကယ်ပေးပါပါအဲ့တော့ကျွန်တော်ရဲ့ Viber နံပါတ်လေးကျွန်တော်ရဲ့ public wall account မှာထိဆုံးမှာကျွန်တော်ရေးထားပါတယ်ကျွန်တော်ဘာလုပ်လဲဆိုတော့လေးလကြော်သွားပြီလေအဲ့တော့ဒီပို့ကိုတင်ဖို့အတွက်ကိုလည်းကျွန်တော်ကိုပါမှာအကုန်လုံးကအားပေးတယ်အဲ့အတွက်ကျွန်တော်ကအချိန်ဆောက်နေတာဒါဒီနေ့ပြောမယ်ဆိုရင်အားလုံးပေါ့နော်ကန်ဆိုးခြင်းတွေတော့ကမ္ဘာဝမ်းနေဆုံးများနေ့ဒီနေ့6ရက်နေ့ဆိုပြီးဆုံးသွားပြီပဲပြောတော့အဲ့တော့ပျော်ရွှင်မှုအတွက်ကျွန်တော်ပူဆွေးဝမ်းနေမှုတွေကိုလည်းကျွန်တော်တငယ်ချင်းတွေကိုလည်းကျွန်တော်လွန်ခဲ့တဲ့7-3လကပြီးခဲ့သလိုပျော်ရွှင်မှုတွေရတော့လေကျွန်တော်တယောက်တည်းမပျော်ရွှင်မဲ့တငယ်ချင်းတွေကိုလည်းပျော်ရွှင်ဆိုခြင်းနဲ့အဲ့တော့ကျွန်တော်ရဲ့ဒီ social public account ကနေကျွန်တော်ပြောနေတာအတိလဲမှာကျွန်တော်မိမလေးနေတဲ့မြို့နေရာဒေသမှာတွေ့ခဲ့တယ်ဆိုရင်ဘေးမြို့ဘေးဒေသမှာဆိုဗီဒီယိုဖိုင်အတန်ဖိုင်နဲ့အတူကျွန်တော်ကိုဓာတ်ပုံနဲ့အတူပေါ့နော်သူသွားလာတဲ့ပုံစံလေးပေါ့နော်ဗီဒီယို record လေးပဲရိုက်ပြီးပို့ပေးတဲ့လူဆိုရင်ကျွန်တော်10သိန်းပမာငွေ10သိန်းကျွန်တော်ကျေးဇူးဆက်ပါမယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ဘက်ကကျွန်တော်လုပ်ပေးနိုင်တဲ့အတိုင်းတာပေါ့နော်ဘာလို့ကျွန်တော်တယောက်တည်းရှာနေတော့ပုံနေတဲ့အတွက်ကြောင့်မို့လို့ဒါတငယ်ချင်းတွေကိုအကူအညီတောင်းပြီးတော့ရှာခိုင်းတဲ့ပုံစံမျိုးလေးဖြစ်တယ်ပြီးတော့ကျွန်တော်တို့ငယ်ငယ်တုန်းကရှေ့ကျွန်တော်တို့ဖီဒီခေတ္တကကျွန်တော်ပြောတဲ့ပုံမင်းတပုတ်လို့ပေါ့ဗျာဟိုဓမယပူကြီးမောင်ဆန်ဖဲကိုကင်ပေတိုင်ကမိရင်စုကျင်းငွေအတက်ပြဘလောက်ပေးမယ်ဆိုတဲ့အတိုင်းပေါ့နော်အခုကဓမယပူကြီးမဟုတ်ဘူးဗျဓမယတိုက်သွားတာကျွန်တော်တိုက်သွားတယ်ကျွန်တော်တဲငယ်လေးကိုကျွန်တော်မျိုးသမီးလေးပေါ့နော်ကျွန်တော်ကိုတွေးခဲ့တဲ့မြို့ရာဒေသအတိအကျသိခဲ့လို့လိပ်စာအတိအကျသိခဲ့ရင်သတင်းပေးတဲ့သူကိုကျွန်တော်အတိအကျပေါ့နော်ပေးတယ်အရင်ကတော့ရှိတယ်အခုတော့ပြောင်းသွားပြီအဲ့လိုမျိုးတော့မရပါဘူးကျွန်တော်ကိုအတိအကျသူနေတဲ့နေရာလေးကိုကိုမပြောင်းသွားစေချင်ဘူးဆိုရင်သူ့ကိုတိတ်လေးနဲ့ကိုဗီဒီယိုပိုင်းပို့ပြီးတော့ကျွန်တော်ဗီဒီယိုပိုင်းလေးနဲ့ဆက်ကျွန်တော်ရဲ့ဒီ Viber လေး Viber account နဲ့ကျွန်တော်ရဲ့ဒီ public wall ထိတ်မှာကျွန်တော်ရေးထားပါတယ်ကျွန်တော်ရဲ့ wall ထဲမှာဝင်ကြည့်ပါအဲ့တော့ဆက်သွယ်လာပါဗီဒီယိုပိုင်းပို့ပေးပါသူပေးမှာရှိတယ်ပေးမှာနေတယ်မြို့ရအတိအကျလိပ်စာနဲ့အတူဖုန်းနံပါတ်ပေးပါအဲ့ဒီအတွက်ကျွန်တော်ဒီတကယ်လေးပေးမှာဖြစ်ပါတယ်အဲ့အတွက်ကြောင့်မို့လို့ချစ်တဲ့ငယ်ချင်းတွေအကုန်လုံးကိုဒါကပြောမယ်ဆိုရင်ဟိုဘာလို့လဲဆိုပြောပါရင်ဟိုပြိုင်ပွဲတော့မဟုတ်ဘူးเนาะကျွန်တော်ကတကယ်ပေးမှာအဲ့တော့ကျွန်တော်ကိုချင်းစာတဲ့သူပေါ့နော်ကိုချင်းစာတရားရှိတဲ့လူများအကုန်လုံးသိတယ်ကျွန်တော်ရဲ့ public wall ထဲမှာရှိတဲ့လူအကုန်လုံးသိကျွန်တော်ကိုချင်းစာမှသိတယ်ဒါပေမဲ့ဒီငွေနဲ့များချင်းလည်းမဟုတ်တငယ်ရောတငယ်ချင်းတွေကိုဟာတငယ်လေးကတော့သူမိမလေးကိုတွေ့ရင်10သိန်းပေးမယ်ဆိုပြီးတော့ရှာပေးမျိုးမဟုတ်ဘူးဆိုတာလည်းကျွန်တော်သိတယ်ဒါပေမဲ့ကျွန်တော်က
ဟိုတငယ်ချင်းတို့မှမဟုတ်ဘူးကျွန်တော်ရဲ့ဝေါ်ထဲမှာမဟုတ်ဘူးねဒီပြင်းကျွန်တော်ဝေါ်ထဲတငယ်ချင်းမှာမဟုတ်ဒီပြင်းပို့ကိုဒီပြင်းပို့ဒီချဲပေးလို့ရှိရင်တူငါပေါ့နော်တိကြပေါ့ဒီမျိုးမှာရှိတယ်ဒီလိုမျိုးဗီဒီယိုဖိုင်နဲ့ဒီရိုက်ပြတာမဟုတ်ပါဘူးလေပြောခဲ့မယ်ဆိုရင်ကျွန်တော်ဒီအခုထပ်ပြောပါမယ်ကျွန်တော်မိမလေးတဲငယ်နေလေးနေတဲ့နေရာနဲ့သူလက်ရှိနေတဲ့နေရာကိုအတိအကျသိပြီးဗီဒီယိုဖိုင်နဲ့သူကျွန်တော်ကိုတင်ပေးတဲ့လူရှိခဲ့ရင်ကျွန်တော်ဒီမေတ္တာစေတနာတန်နဲ့ကျွန်တော်ဒီစုချင်းငွေဖြစ်ရလို့မဟုတ်ဘဲနဲ့မေတ္တာကြီးပေါ့နော်ကျွန်တော်ကကျေးဇူးတည်တဲ့အနေနဲ့ဗမာငွေ10သိန်းကျွန်တော်ပေးပါမယ်10သိန်းကတော့မယ်ပေါ့နော်ပြောမှဆိုမေတ္တာကြီးပြန်ပြီးတော့ကျွန်တော်ပြန်ပြီးကူညီတာပေါ့နော်ကျွန်တော်ဟိုကူညီတဲ့အတွက်ကျွန်တော်ဒီမှာလည်းကျွန်တော်ပြန်ပေါင်းသိမ်းဖို့ရေးကူညီတဲ့အတွက်ကျွန်တော်ကလည်းဒီစုချင်းငွေဒီငွေ10သိန်းကိုပြန်ပြီးတော့ကူညီပေးခြင်းဖြစ်ပါတယ်အဲ့တော့တဦးမြစ်တာတဦးစေတနာဆိုတဲ့သဘောပေါ့နော်အဲကြောင့်မို့တကယ်ချင်းတွေအားလုံးလည်းတူကျွန်တော်ရဲ့ social public account wall မှာရှိတဲ့ငွေသားဖေဖေတွေရောမေမေတွေရောညီမလေးတွေရောညီလေးတွေရောအကုန်လုံးဒီကျွန်တော်ဒီကမ္ဘာပိုင်းဇနီးမယားရှိပါတယ်ကျွန်တော်ရဲ့ social account မှာရှိတဲ့လူမှန်သမျှအားလုံးဒီကျွန်တော်928မြစ်တာမျိုးနဲ့မြည်သူမဆိုကျွန်တော်ကိုရှင်းနိုင်ပါတယ်1500မျိုးနဲ့တော့ကျွန်တော်ကိုမရှင်းကြပါနဲ့ဆိုတော့ဘာကြောင့်ဆိုတော့ကျွန်တော်ဟိုကပြန်ပြီးမပေးနိုင်ရင်ကျွန်တော်စိတ်ထဲမကောင်းဘူးလေအဲ့ဒါကြောင့်မို့ကျွန်တော်ဒီလူတယောက်မဟုတ်တဲ့အတွက်ကြောင့်မို့လို့အားလုံးကိုလည်းကျွန်တော်ကဒီနားလေးမြစ်တာရက်ခံပါတယ်အဲ့တော့ကျွန်တော်ဘေးအကောင့်မှာကျွန်တော်မဖလော့ထားဘူးကျွန်တော်အကုန်လုံးအကောင့်တွေကိုဘယ်သူပြည့်ကျွန်တော်လက်ခံပြီးတယ်ဒါပေမဲ့တခုပဲကျွန်တော်ကိုစီးလေးထားပေးပါဘာကြောင့်လဲဆိုတော့ကျွန်တော်ကိုအချိန်တော့ကြာနေပြီမှန်တယ်ဒါပေမဲ့ဟိုချွင်းချက်ပေါ့နော်တူတယောက်ကတော့ကျွန်တော်သူတော့မပါဘူးပေါ့သူကတော့ကျွန်တော်မပြောဘူးအခုကသူဆိုရင်လည်းသိပါတယ်ဘာလို့ဆိုတော့ဒီဘုတ်တင်ရင်ကိုတင်ပြန်ပြီလားညီလေးတင်ပြန်ပြီလားဒါမျိုးကြီးလာမေးဦးမှာအဲ့တော့မဟုတ်ဘူးကျွန်တော်မိမလေးနဲ့ကျွန်တော်နဲ့ကိုပေါင်းစည်းဖို့အရေးကိုကျွန်တော်ပြောတာမဟုတ်ဘူးเนาะကျွန်တော်မိမလေးရှိရဲ့နေရာအတိအကျကိုတည်င်းပေးတဲ့လူရှိရင်ကျွန်တော်ကတူကမေတ္တာစေနာအဲ့တော့အမားတို့အကိုတို့အမေတို့ပေါ့နော်ကျွန်တော်ရဲ့ social public မှာရှိတဲ့လူတွေကမေတ္တာစေနာထားပြီးကျွန်တော်ကိုဗီဒီယိုဖိုင်လေးနဲ့တူရဲပို့ပေးတယ်ဆိုရင်သူသွားလာလှုပ်ရှားတဲ့ပုံစံသတင်းအတိအကျပို့ပေးတယ်ဆိုရင်ပို့ပေးတဲ့လူကိုကျွန်တော်ကိုသတင်းပေးတဲ့လူကိုတကယ်သိကြပြီလားသိကြပြီလုံးဝအမှားပဲရှိတယ်ဘေးမှာမသွားဘူးဆိုပြီးတော့ကျွန်တော်ကိုကျွန်တော်လာတဲ့အချိန်ဒီပေါ့ဗျာကျွန်တော်သူ့ချီကိုကျွန်တော်ရောက်တဲ့အချိန်ဒီကိုဘေးမှာအဲ့ဒီနေရာကနေမရွေ့သားခဲ့ဘူးဆိုရင်တော့ကျွန်တော်ဒီစုချင်းငွေတယ်လို့မဟုတ်ဘဲနဲ့မေတ္တာစေတနာနဲ့တူကမေတ္တာပေါ့နော်အခုကျွန်တော်ဆိုရpublic မှာရှင်းပြရလားကျွန်တော်မေတ္တာထားလို့ကျွန်တော်လည်းစေတနာပြန်ထားတဲ့အနေနဲ့ကျွန်တော်စုကြည့်ပါပေါ့10သိန်းကျွန်တော်ပေးမှာပါအဲ့အတွက်ဒီပို့လေးကိုလည်းများများလေး share ပေးပါအဲ့တော့မင်္ဂလာရှိသောညချမ်းကလေးပိုင်ဆိုင်နိုင်ကြပါစေဒီနေ့ဒီရက်ကစယူတဲ့ဒုတ်ဝိနာကတ်မှာလည်းကင်းလွတ်နိုင်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးတယ်အဲ့တော့ဒီပို့လေးကိုကျွန်တော်ကိုချစ်ငယ်လေးနဲ့ပေါ့နော်ကျွန်တော်မိမလေးရှိတဲ့နေရာတဲငယ်လေးခစုလက်ကူကိုပေါ့နော်အဲကျွန်တော်မျိုးသမီးလေးရဲ့နာမည်သူ့နာမည်ရတော့မနီလာစိုးမှုပါအဲ့တော့သူရှိတဲ့နေရာလေးကိုအတိအကျလေးသတင်းဗီဒီယိုဖိုင်နဲ့အတူကျွန်တော်ကိုဆက်သွယ်လာပြီးတဲ့သူကိုမြည်သူကိုမစိုးကျွန်တော်စုစည်းငွေတည်ရလို့မဟုတ်ဘဲနဲ့မေတ္တာကြီးပေါ့နော်ကျွန်တော်ဘက်ကစေနာထားတဲ့အနေနဲ့ကျွန်တော်10သိန်းကျွန်တော်ပြန်ပြီးတော့ဂါရဝါထားပြီးကြော့ပါအဲ့ဒါမျိုးကျွန်တော်ကိုကုညီပေးစေချင်ပါတယ်အဲ့ဒါမျိုးကျွန်တော်အခုထပ်ပြောလို့ပေါ့နော်ကျွန်တော်ရဲ့ social public account မှာရှိတဲ့မြည်သူတူတယောက်မစိုးကျွန်တော်ကို928မေတ္တာမျိုးနဲ့ရှင်းနိုင်ပါတယ်1500ရှင်းနေရတော့ရှင်းလို့မရတော့ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်မှာကပိုင်ရှင်ရှိတယ်လေပိုင်ရှင်ရှိတယ်ဆိုတာကတဲငယ်လေးမှမဟုတ်ဘူးနောက်တဲ့ပိုင်ရှင်လည်းကျွန်တော်မှရှိနေတယ်ဒါမှကျွန်တော်ဖောက်ပြန်တာမဟုတ်ဘူးเนาะသူနဲ့အတီလင်းပြန်ပေါင်းသားမယ်ဆိုလည်းတစ်ဖက်လူကလက်ခံတယ်တကယ်လို့မပေါင်းဘူးကွဲမယ်ဆိုရင်လည်းကျွန်တော်ကို ready ပဲအဲ့တော့ကျွန်တော်မှ stand by ရှိလို့ပြောနေတာမဟုတ်ဘူးစိန်ခေါ်နေတာမဟုတ်ဘူးเนาะမမေတို့ရောမမတို့ရောကိုတို့ရောညီလေးတို့ရောဒီနေ့တော့တနာအောင်တရားကောင်ကြီးကဒီမှာကြီးအခုဆို4လမိမနဲ့ကွဲနေတာ4လဒီနေ့က6ရက်ဆိုရင်တွက်ကြည့်လိုက်နော်9ရက်ပဲထားအောင်4လနဲ့10ရက်15ရက်ရှိနေပြီအဲ့တော့အားလုံးတကယ်ချင်းနေ fight ထဲမှာအဲ့တော့ကျွန်တော်မိမလေးတဲငယ်လေးရှိတဲ့နေရာမြို့နဲ့သူနေတဲ့အိမ်လိပ်စာတိကြကတိခဲ့ရသူရှိရင်ကျွန်တော် social public wall ကနေကျွန်တော်အတီးလင်းပြပါတယ်ကျွန်တော်တဲငယ်လေးခဆုလက်ကိုကျွန်တော်နာမည်ရတော့လင်းမှာကျွန်တော်ကိုငယ်လေးလည်းခေါ်တယ်ပေါ့နော်ကျွန်တော်ယောက်ျားစကားပြောတာကျွန်တော်10သိန်းမေတ္တာစေနာထားတဲ့အတွက်ကျွန်တော်ပြန်ကြောက်ပါပါအဲ့အတွက်တကယ်ချင်းတွေဝိုင်းဝန်းကူရှာပေးကြပါ fight ထဲမှာအားလုံးကိုရမ်းချစ်တယ်